code analysis ပိုင်းနဲ့ phishing case တွေကိုတစ်ချက် investigate လုပ်ကြမယ်ပေါ့ okay QR code ဆိုတော့ဂျပန်ကုမ္ပဏီတစ်ခုကနေလောက်ထားတယ်ဘာကုတ်ဒီလုပ်တဲ့ကုမ္ပဏီနဲ့တူတူပဲပြီးတော့ QR code ကတော့ 2 dimensional array 2D matrix ပုံစံမျိုးရှိတယ်ဟောဘယ်နဲ့ဘာကုတ်ဆိုရင်တော့ကျွန်တော်တို့ပုံမှန်မြင်ကြတဲ့အတိုင်းပဲဒီလိုအတန်းလေးဟိုမှာဖြူနဲ့ကြားလေးပေါ့ဟုတ်ကဲ့ဒီ QR code တွေရောဘာကုတ်တွေရောအကုန်လုံးမှတူညီတဲ့ကွာကြတော့ document readable လူတွေဖတ်လို့မရတော့သိကြတယ်ဒါတွေကကျွန်တော်တို့ကွန်နေပဲဖတ်လို့ရအောင် machine နဲ့ပဲဖတ်လို့ရအောင်လုပ်ထားတဲ့အတွက် 01 data နဲ့ပဲတောင်းလုပ်ထားတယ်ပေါ့ okay နောက်တစ်ခုက scan anyway တကယ်လို့ကျွန်တော်တို့မှာကင်မရာတစ်လုံးရှိရဆိုရင်ဒီ QR code တွေကိုပဲချိန်ဆို scan လုပ်ရတယ် damage တွေဖြစ်တိုင်းလည်းသူ data မပြတ်ဒီ scan လို့သူဆိုဟာ 30% လောက်ထိမပြတ်သေးကျွန်တော် scan လို့ရနိုင်တဲ့ data မှလို့ရှိသေးတယ် okay ကျွန်တော်တို့ဒီမှာဆိုရင် QR code ကိုတစ်ချက်ကြည့်မယ်ဆိုရင်ဒီအတုံးကြီး3တုံးဒီတုံးက final button လို့ခေါ်တယ် final button ဆိုတော့ကျွန်တော်တို့ဒီဘက်မှာဒီ square 3တုံးနဲ့ပါထားတဲ့ဥစ္စာကို final button လို့ခေါ်တယ်ဒီကတော့ဒီ QR code ရဲ့တောင်း3တော့မှရှိရော okay နောက်တစ်ခုကကြတော့ဒီဘယ်က time final button ပြီးဆို timing button ကိုခေါ်တယ် timing button ကျတော့ဒီအဲ့ final button 3ခုကိုဆက်ထားတဲ့ကုတ်လေးကို3ခုကိုဆက်ထားတဲ့ line လေးကိုဒီအပြာ line လေးကကျတော့ timing button လို့ခေါ်တယ်သူတို့ကကျတော့ဒီ damage ဖြစ်သွားတာတွေပါမှာဆိုရင် face လုပ်ပေးရပေါ့ဒီ face လုပ်ပေးရဆိုတာဥပမာQR code ကတော့ 30% လေးပြည့်စည်လို့ရတယ် 30% တက်ပြည့်စည်သွားမှာဆိုတော့ဖတ်လို့မရဘူးဆိုပေမဲ့ 30% အောက်ပြည့်စည်မယ်ဆိုရင်ဖတ်လို့ရအောင်ကဒီ timing button နေပြီးတော့လုပ်ထားပေးရပေါ့ပြီးတော့ alignment button ကျတော့ဒီအတုံးသေးဒီတုံးသေးဒီ3လို့ဒီ final button 3000ရဲ့ဟိုမြေချင်းဆိုင်ဘက်မှာပဲ alignment button ဆိုပြီးတစ်ခုရှိတယ်ဒီကောင်ကတော့ကျွန်တော်တို့ QR code ကိုဒီလို perspective တစ်ခုလေးကနေပြီးဖတ်လို့မရဘူးဖတ်ရအောင်လုပ်စရာမလိုပဲနဲ့ဘယ်လိုမျိုးပဲဖြစ်ဖြစ်ဖတ်လို့ရအောင်ဒီ alignment button နေပြီးတော့ကျွန်တော်တို့တစ်ချက်ပြန်ချိန်ပေးတာပေါ့နောက်တစ်ခုကတော့ format information okay နောက်တစ်ခုကတော့ format information ကတော့ကျွန်တော်တို့ဒီ QR code ကို scan မှန်လို့ရအောင်မှတ်အောင်ပဲကူညီပေးတယ် okay ဒါတွေကတော့ scan ကျွန်တော်ပြောတော့ဘာလို့ဆိုတော့ဒီအကြောင်းတွေကကျတော့ကျွန်တော်တို့ပြင်မာလဲရှာဖတ်လို့ရတယ်လို့ကိုပေါ့ live plan နေလို့ရတယ်ဆို okay QR code နဲ့ပတ်သက်ပြီး case တွေဘယ်လိုဖြစ်လဲဆိုရင်ကျွန်တော်ပြောမယ်ဆိုရင်ကျွန်တော်ဒီကောင်ကျွန်တော်တစ်ချက်ပြန် share ပေးဒီကောင်QR code မှာဆိုရင်၄မျိုးရှိရပါ static QR code ကကြတော့ this URL တစ်ခုကို QR code တစ်ခုရှိမယ်ပြီးရင် the destination URL cannot be changed okay ဒီအဲ့လိုမျိုးတွေလို့ပြောထားတယ်ရှိရပေါ့ okay ကျွန်တော်အဓိကဒီမှာပြောချင်တာက static QR code မှာဆိုရင် URL တစ်ခုကို QR code တစ်ခု dynamic QR code မှာဆိုရင်သူက QR code တစ်ခုမှာ URL တွေအများ URL link တွေအများကြီးထည့်လို့ရတယ် URL အဲ့လိုမျိုး link URL လို့ပြောမသိဘူးဆိုရင် link လို့အမှတ်ထားလို့ရတယ် okay static နဲ့ dynamic ကအဲ့ဒါကွာ okay serialized QR code မှာဆိုရင် QR code တွေက unique ဖြစ်တယ်ဟိုဒီ band လေးမှာဆိုရင်ကျွန်တော်တို့အတွေ့အများတာဆိုရင် secure QR code ကြတော့သူတို့ဒီအလဲမှာ logo လေးပါဒီ QR code ၄ခုထဲမှာသိတာဆိုရင် static QR code နဲ့ secure QR code ကြတော့ဒီအလဲမှာ logo လေးပဲဖြစ်ဖြစ်ဘာလေးပဲဖြစ်ဖြစ်ပါလာလိမ့်မယ်အဲ့ပြီးတော့ဒီက authorized by default camera ဒါများပြီးပါရှိမယ်ပြီးရင်တော့ use specially for the immediate counterfeit detection ဒီမှာဆိုရင်ကျွန်တော်တို့ရေးကြည့်တာကြတော့ static နဲ့ dynamic က secure မဖြစ်ဘူး
ဒါပေမဲ့ဒီ static နဲ့ dynamic မှာပြန်ရှင်းမယ်ဆိုရင် static ကကြတော့ပို့ပြီး secure ဖြစ်တယ်လို့ကြားလို့ရတယ်။ဘာလို့ဆိုတော့ကျွန်တော်တို့ကဒီ QR code ကိုပဲတစ်ခါ scan ပြီးသွားလို့ဒီ link ရောက်သွားပြီဆိုရင်နောက်ခါကျရင် QR code ကို scan ဖို့ကကျွန်တော်တို့အများကြီးတွေးနေမှာမဟုတ်တော့ဘူး။အဲ့လိုမျိုးနဲ့ push link တွေပို့ခံရရှိတယ်။အဲဒီကြောင့်မလို့ static QR code ကကြတော့ပို့ပြီး secure ဖြစ်တယ်မျိုးလို့ရှိတယ်။ဘာလို့လဲဆိုတော့ fixed QR ဖြစ်သွားပြီ။ခေတ်ကျွန်တော်က dynamic QR code ကိုထပ်က scan နေမယ်ဆိုရင်ကျွန်တော်တို့ရဲ့ URL ရတယ်ထပ်က chain နိုင်တယ်ပေါ့ chain မယ်လို့ဟုတ်ပေမဲ့ chain သွားနိုင်ဒီကျွန်တော်တို့ဒီ authorized mail မှာဆိုရင်တော့ကျွန်တော်တို့ပုံမှန်အဖြစ်လာတာက secure QR code နဲ့လာမယ်။ point ကိုဆိုရင် static QR code နဲ့လာဒါပေမဲ့များသောအားဖြင့်လာတော့ secure QR code ပေါ့ okay အဲ့ဒါဆိုရင်ကျွန်တော်တို့ဒီဘက်က phishing attack ကိုကျွန်တော်ဒီဆိုင်တစ်ချက်လောက်ကြည့်လိုက်ရဒီ phishing attack မှာဆိုရင်ကျွန်တော်တို့ဆက်လာခြင်းမှာဘယ်လိုဖြစ်သွားလဲဆိုတော့ဒါမှမဟုတ် mail တစ်စောင်ပို့လာတယ်ဒါမှမဟုတ် mail တစ်စောင်ပို့လာတဲ့အခါမှာဆိုရင်တို့ phishing mail ဆိုတော့ဒီအတိုင်းပဲသူတို့ကတော့သူအောင်တော့မှာ okay သူလည်းပဲထားပါ Microsoft Security Policy so two-factor security authenticator access expires soon အဲ့ဒါဆိုပြီးပြောပြီ okay ပြောပြီဆိုရင်ကျွန်တော်တို့ကပုံမှန်ဆိုရင် phishing mail မှာဆိုရင် link ပါလာဒါပေမဲ့ဒီမှာ link ကိုမလာတော့ဘူး QR code နဲ့လာလိုက်တော့ဒီ QR code မှာဆိုရင်ခုနကကျွန်တော်ပြောရတယ်လို့ပဲ QR code လေးလာမယ်ပြီးရင် QR code expire 72 hour okay 72 hour လို့ပြောတာပြီးတော့ကျွန်တော်တို့ဘယ်လိုပြောရမလဲ body ပြအောင်လုပ်လိုက်ပေါ့ review လုပ်လိုက်ပြီးတော့ပေးပို့တယ်ပေးပို့ပြီးတော့ဘာ link မှမပါတဲ့ QR code လေးတစ်ခုပဲပို့ပြီးတော့ QR code မှာဆိုးတာတစ်ချက်က QR code ကနေကျွန်တော်တို့ scan လိုက်ပြီဆိုရင်ဘယ် link ကို direction ရောက်သွားမလဲဆိုတာက scan ပြီးမှသိသွားတော့ဟိုမျိုး hyperlink ဆိုရင်ကျွန်တော်တို့ scan ကောင်းတာတစ်ခုကဒီ okay ဒီမှာ hyperlink ပါကျွန်တော်တစ်ချက်ကြည့်တယ် hyperlink ဆိုရင်ဒီကောင်းတာတစ်ချက်ကကျွန်တော်တို့ဒီ level out တော့ဒီမှာကျွန်တော်တို့သွားမဲ့ UI ရဲ့ direction ပါ direction ကိုကြည့်လို့ရတယ်ဒီအောက်မှာဆိုရင် kroot.com agent service ဆိုတာရှိတယ် okay အခုဒီ QR code မှာကျွန်တော်တို့ပါလို့ပြရအောင်ကျွန်တော်ဘာမှလုပ်လို့မရဘူးဒီတိုင်းပဲ QR code ပါတယ်ကျွန်တော် scan တင်လာဆို mail ကိုအရင်ဆုံး analysis လုပ် mail က secure ဖြစ်တယ်တကယ် authorized ဖြစ်တယ်ဆိုရင်တော့တကယ်ပြီးတော့ authorized mail နဲ့နည်းနည်းလေးခွဲတယ်လို့ထင်ရရင်ဒီ browser မှာပဲတကယ် authorized mail တွေဘယ်လိုလာလဲဆိုတော့ကျွန်တော်တို့ရှာကြည့်တင်တယ်ပေါ့ okay ဒီမှာဆိုရင်လည်းဒါမျိုးလေးတကယ်ဒါမျိုးဆို authorized mail နဲ့တူသွားပြီ this can be do just smartphone camera to update သူတို့ကတော့ဒီလိုမျိုးနည်းနည်းချင်းရောက်တဲ့စာမျိုးပုံစံမျိုးနဲ့ပဲကျွန်တော်တို့ကိုဒီ QR code ကို scan လုပ်ဖို့ဒီလိုမျိုးနောက်ပိုင်းအရင်တော့ကျွန်တော်တို့ကိုဒီ phishing mail ဆိုရင် link တွေပို့ရတော့ပဲရှိတယ်နောက်ပိုင်းဆိုရင်ဒီလိုမျိုး QR code တွေနဲ့ပါ phishing လုပ်လာတယ်ရှိတယ်အဲဒီတဲ့ကြောင့်မလို့ကျွန်တော်တို့က QR code တွေကိုဒီလိုမျိုး like scan လုပ်မရအောင်ဆိုတဲ့ awareness တော့ရှိတဲ့ပြီးတော့ဒီဘက်က Microsoft okay Microsoft ပုံစံကြီးနဲ့ Microsoft template ကြီးနဲ့လာတယ် mail ရတကယ်ယူလာနေပြီအားငါဆိုရင်ကျွန်တော်တို့ဒီ mail ကိုတခြား analysis လုပ်အောက်မှာဒီ microsoft.com ဒီလို2023-2024တခုခုရှိလိမ့်မယ် oral reserve တို့ပါတော့အဲ့လိုမျိုး signature တွေကိုလိုက်ကြည့်တင်တယ်ပြီးရင်တော့ကျွန်တော်တို့ mail ပုံစံတွေကြည့်တင်တယ်ဘယ်လိုစီရလာလဲ from ဘယ်လိုစီရလဲဘာညာကိုကြည့်တင်တယ် okay ဒါတော့ QR code analysis ပိုင်းတော့တဲဝင်ရမို့ပြင်မဲ့ဒီရေဘူးရပိုင်းလေးပေါ့နောက်မှပဲကျွန်တော်တဲဝင်တစ်ပုတ်အပြင်လုပ်ပေးပါမယ်